နောက်ပိုင်းရဲ့အကြောင်းလေးတွေကိုအခုတော့ဒေသနာတော်ကိုညှပ်သွားပါလေလို့အဲတော့ကျမတို့ဒီနေ့ before Jesus died on the cross မတိုင်ခင်ပေါ့နော်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးဒီကိုဆင်ခြင်ဖို့အတွက်အားလုံးကိုပြောပြပါလေအခြေပြုတဲ့ချက်ကိုဖတ်ကြားလိုပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7နဲ့40သင်ဒီယုံကြည်ဖျားတယ်ဘုံအားလုံးကိုဒီကျမတို့ဒီရှင်ယောဟန်7မှာပါတဲ့အကြောင်းအရာလေးကိုဆင်ခြင်နှလုံးသွင်းဖို့အတွက်ဖိတ်ခေါ်လိုပါတယ်။ကျမ်းစာမှာကဖျားခင်နဲ့ပတ်သက်ပြီးတော့ကျမတို့ကိုးကွယ်တဲ့ဖျားခင်ဟာဘလို့ဖျားခင်ဖြစ်တယ်ဆိုတာဖော်ပြထားတာအများကြီးရှိတယ်။အဲ့မှာကျမကြိုက်တဲ့ကျမ်းပိုက်ဖြစ်တဲ့အားလုံးလည်းကြိုက်ပြီးမယ်လို့ကျမပြောနေတယ်။ခိရှာယ96မှာအဖို့ပွဲလိုက်တဲ့တကိုးကြည့်တော့ဖျားခင်ထာဝရအမြင့်တဲ့ခြင်းရှင်ဆိုပြီးတော့အများကြီးပြောထားတယ်။ဒါပေမဲ့အဲ့ဒီကျမ်းပိုက်လေးကိုကျမတို့ဖတ်လိုက်တာအားလုံးနားလည်ဘလို့ဖျားလဲဆိုတော့ကျမတို့သိတယ်တိရောလေးရှိမှာဖျားခင်ဟာချစ်ချင်းမြတ်တာဖြစ်ပါတယ်ချစ်ချင်းမြတ်တာမရှိတဲ့သူကဖျားခင်ကိုမသိဘူးလို့ပြောပါတယ်အဲ့တော့ဖျားခင်ဟာချစ်ချင်းမြတ်တာဖြစ်ပါတယ်အဲ့တော့ဖျားခင်ဟာတန့်ရှင်းမြတ်မြတ်တဲ့ဖျားဖြစ်တယ်တန့်ရှင်းတဲ့ဖျားဖြစ်တယ်ကျမတို့ဓမ္မဟောင်းကျမ်းရဲ့ထွတ်မြောက်ရာကျမ်းဝတ္ထုရာကျမ်းကျမတို့ဖတ်တဲ့အချိန်မှာအများကြီးပါတယ်ဟေရှာယ6:3မှာလည်းကောင်းကင်တမန်တွေကထာဝရဘုရားကြီးတန့်ရှင်းတော်မူ၏တန့်ရှင်းတော်မူ၏တန့်ရှင်းတော်မူ၏မွေးစကြတဲ့သုံးချိန်တည်းတော့ဘုရားဘာလို့တန့်ရှင်းတဲ့ဘုရားဖြစ်တယ်ကျမတို့ဒီအကြောင်းတွေမဟောင်းမှာအများကြီးလေ့လာပြီသူတန့်ရှင်းတဲ့အတိုင်းယုံကြည်သူကျမတို့တယောက်စီကိုလည်းသူတန့်ရှင်းစေချင်တယ်ကျမတို့ညစ်ပတ်တာဆေးလိုက်လို့ရတယ်ဒါပေမဲ့အပြစ်ချက်မလို့ညစ်ပတ်တဲ့အရာကခရစ်တော်ရဲ့အသွေးနဲ့ပဲဆေးလို့ရတယ်အဲ့တော့တန့်ရှင်းတယ်ဆိုတာကဘုရားရဲ့အရေးချင်းတွေအများကြီးတခုဖြစ်တယ်ကောင်းစင်လည်းဖြစ်တယ် the glory of God ဖြစ်ပါတယ်အဲ့တော့ဘုံအနုဘော်တော်လို့ပြောလိုက်ခုနရဲ့ကျမတို့ပြောလိုက်တဲ့ချစ်ချင်းမြတ်တာလို့အောက်ဘွယ်တယ်ဘယ်လိုမရှင်းလင်းဘူးပြောမစလို့ဖခင်ရဲ့ဘုံအနုဘော်တော်ဆိုတာဘာလို့ဆိုလဲဖခင်ကဘာကိုပြောချင်တယ်အဲ့တော့ခုနပြောတဲ့ဖခင်သခင်ရဲ့တန့်ရှင်းခြင်းမြင့်မြတ်ခြင်းစုံလင်ခြင်းကိုတိတာထင်ရှားစေတဲ့အရာဒီနေ့အဖြစ်တက်တည်ပြတဲ့အရာကဖခင်ရဲ့ဘုံအနုဘော်အဲ့တော့ဖျားခင်လှပခြင်းကျမတို့လူတွေပြောတယ်ဟဲ့လှလိုက်တာချစ်စရာကောင်းနေဆိုတော့အပြင်ပန်းရုပ်ကိုပြောချင်တာမဟုတ်ဘူးဖျားသခင်ရဲ့လှပတဲ့ခြင်းလိုက်လက္ခဏာသူ့ရဲ့ဇယိုက်တဘာဝကိုဆိုလိုတာဖြစ်တယ်အဲ့တော့ဆာလာကျမ်းမှာပေါ်ပြချက်ရကျမတို့ယုံကြည်သူတွေသိနေပါပြောလဲဆိုတော့ခရစ်တော်နဲ့အိပ်ပြောတယ်ပြောတယ်နောက်တစ်ခုကဘုန်းတော်ဝင်စားတယ်ပြောတယ်ယုံကြည်သူတွေရဲ့သိခြင်းကဖျားသခင်ရဲ့ဘုန်းအာနုဘော်တော်တဲ့ကိုကျမတို့ကဝင်စားသွားတာဖြစ်တယ်အဲ့တော့ဖျားခင်ရဲ့ဘုံအာနုဘော်တော်ဆိုတာကဘယ်တော့မှမိမ့်ပြောက်ွယ်သွားမယ့်အရာမဟုတ်ဘူးထာဝရတည်နေတဲ့ကဘာအဆက်ဆက်စိုးစံနေတဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့ခုနဖတ်သွားတဲ့ရှင်ယောဟန်7:40မှာခရစ်တော်ကမာသကိုပြောတဲ့စကားဖြစ်တယ်အဲ့တော့ယောဟန်7ကိုပြန်ဖတ်လိုက်မယ်ဆိုရင်မာရိမာသနဲ့လာဇရုအကြောင်းပါတယ်အဲ့တော့သူတို့၃ယောက်ရဲ့အကြောင်းကိုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်ခရစ်တော်ဖျားအယံယဉ်နီးတယ်သူအယံချစ်တယ်သူ့ရဲ့မိတ်ဆွေတကယ်ချင်းတွေဖြစ်တယ်အဲ့တော့လာဇရုရဲ့ညီမကယေရှုရဲ့ခြေထောက်ကိုစီမွေးလင်းပြီးမှစပင်နဲ့တုပ်ပေးတဲ့တယောက်ဖြစ်တယ်ဘာလို့လဲဆိုကျမ်းစာမှာမာရိအများကြီးရှိတယ်ဆိုတော့သူကဒီယောဟန်7မှာဒီမာရိဟာဘယ်မာရိဖြစ်တယ်ဆိုတော့လည်းသူဖော်ပြထားတယ်အဲ့တော့မာရိနဲ့မာသကအဲ့မှာသူတို့မောင်လာစုအရန်ဖျားနေတဲ့အချိန်မှာယေရှုစီကိုသူကသတင်းပို့လိုက်တယ်ပေါ့နော်ယေရှုအရန်ချစ်တဲ့လာဇရုကိုအရန်ဖျားနေတယ်ပြောမယ်ဆိုရင် serious condition မှာရှိနေတယ်သိတော့မယ်ပြောမယ်ဆိုတော့အကြောင်းကျသူတို့ဘာလို့အဲ့လိုပြောလဲဆိုတော့လာဇရုအချိန်ဒီမကောင်းတော့ဘူးအဲ့တော့ခရစ်တော်အမြန်လာပါအဲ့တော့ယေရှုကဒီသတင်းကြားတာနဲ့
ထို့အနာသည်တေနာမဟုတ်ဖျားခင်ဤဘုံတော်ကိုထင်ရှားစေသောအနာဖြစ်၏ထို့အနာကြောင့်ဖျားခင်ဤသားတော်ဤဘုံတော်ထင်ရှားလိမ့်မည်အဲ့ဒါပြောလို့တော့မသွားဘူးနှစ်ရက်ဆက်နေတယ်တဲ့အဲ့တော့မာရိနဲ့မာတာကယေရှုအချိန်ကြီးရောက်လာလို့သူအများမျှော်လင့်နေတာယေရှုရောက်လာရင်လာဇရုနေမကောင်းတာပြောင်းမယ်လို့သူယုံကြည်တယ်ဘာလို့လဲဆိုတော့ခရစ်တော်ဘုရားပြောက်ကင်းစေတဲ့အရာတွေအများကြီးလဲသူတို့မျက်မြင်သက်တွေရှိခဲ့တယ်ခြေလက်မတန်ဆုံးတဲ့လူတွေမျက်စိမြင်နေတဲ့လူတွေလူနာဆိုတဲ့အများကြီးသူသိတယ်အဲ့တော့သူကမျှော်လင့်နေတယ်ယေရှုရောက်လာမယ်ဆိုရင်တော့လာဇရုကပြောင်းသူတို့ညော့ရဲ့ကဖြစ်နိုင်ရင်ခရစ်တော်အခုချစ်ချင်းလာပါတို့တောင်းဆိုကျမတို့စဉ်းစားကြည့်မယ်ဆိုတခါကျကျမတို့ဆုတောင်းနေဖျားအခုချက်ချင်းလာပါလို့ကျမတို့ရဟန်းဆုတောင်းဖျားခင်ကိုသတင်းကြော်ညာလို့ breaking news တွေပို့နေဖျားခင်စီဖျားသခင်အခုချက်ချင်းလာပါအခုတည်တော့မယ်အချိန်လေးကအရန်ဆိုးဝါးနေပါပြီချက်ချင်းဖျားကိုဟို front line ကတော့ပေါ်လာတယ်သတင်းကြော်ညာမှာနောက်မှာပါညာတွေဖြစ်နေသူတို့ရှိမှအသက်တောင်မရှိဘူးကျမတို့လည်းဆုတောင်းနေအဲ့ချိန်မှာအသက်တောင်မရှိတော့ဖျားခင် I need you right now ခုမလာတည်တော့မယ်ကျမတို့အဲ့လိုဖြစ်ဘူးလေဒါနဲ့တခါတလေကျမတို့ပြန်စဉ်းစားကြည့်ယေရှုချက်ချင်းမလာခဲ့တာရှိဒီအချိန်ဒီမာရိနဲ့မှာတောက်ကြည့်မယ်ဆိုရင်ယေရှုချက်ချင်းမလာခဲ့ဒါမဲ့ဘာကြောင့်မလာခဲ့ဘူးလဲဆိုရင်အကြောင်းပြချက်အကြီးကြီးဖျားတယ်စီမှာရှိပါတယ်ဘုရားကတောင်းတိုင်းမပေးဘူးလို့ကျမဒီမှာဆိုလိုတာမဟုတ်ဘူးကျမတို့တကယ်အရန်လိုအပ်နေတဲ့ချိန်မှာကိုစုတောင်းဖို့တော့တတိစုတောင်းမတောင်းလိုက်ရခင်မှာဘုရားပေးတာဖြစ်သွားတယ်စုတောင်းတာတော့မှနောက်ကျတယ် breaking news ပို့စရာတော့မလိုဘူးဘုရားကအဲ့တလောက်ထိမြန်ကျမတို့တကယ်လိုအပ်တယ်ဆိုလို့အဲ့တော့မာရိနဲ့မာတာကလည်းယေရှုတို့အရန်မျှော်လင့်နေတယ်ယေရှုကလာဇရုရဲ့ဖျားနာခြင်းဟာဖျားခင်ရဲ့ဘုန်းတော်ကိုဖျားခင်ရဲ့သားတော်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့အတွက်လို့သူပြောတယ်အဲ့တော့သူနှစ်ရက်ဆက်နေတယ်ပြီးတော့တပည့်တော်လေးပြောတယ်ငါတို့ယူရပြည်သွားရအောင်အဲ့လိုပြောတော့တပည့်တော်လေးချက်ချင်းပဲကန့်ကွက်တယ်ဟာကိုတော့ဘာလို့ဆိုဒီ7ရက်အရှိဖြစ်တဲ့30မှာကြည့်မယ်ဆိုယေရှုတို့ဂင်းနဲ့ပေါင်းလို့လုပ်တဲ့အကြောင်းပါတယ်အဲ့ဒါဟာယေရှုဘာလို့သွားမလဲကိုတော့မဖြစ်ဘူးထင်တယ်နော်ကိုတော့မှဂင်းနဲ့ပေါင်းလို့လုပ်တယ်ဆိုတော့မိဝိုင်းလားဘာလို့ပြောရှင်လဲမိဝိုင်းလားကျွန်တော်သွားတော့ဖြစ်ဘူးထင်တယ်တဲ့အဲ့တော့ယေရှုကဘာပြောဆိုလာဇရုအိပ်ပြုံနေတဲ့သူ့ကိုသွားနိုးဖို့မလို့သွားရမယ်တဲ့အဲ့တော့တပည့်တော်တွေကကိုတော့လည်းအိပ်ပြုံနေရများအချိန်တန်တော့သူနိုးလာမှာပေါ့ကျွန်တော်သွားပြီးတော့ဗာနိုးစရာလိုတယ်ပေါ့ဘာလို့ဆိုလာဇရုတည်သွားပြီဆိုတော့မသိဘူးအဲ့ဒီရေလာဇရုတည်တာကိုရည်ရွယ်ပြီးမှခရစ်တော်ပြောတယ်ဆိုတော့မသိဘူးအဲ့တော့ခရစ်ယေရှုကမှတဲ့တယ်ပြောတာလာဇရုတည်ပြီအဲ့ကြောင့်တို့သွားရမယ်ဆိုတော့ဒေဗစ်တော်အများကြီးထဲမှာကြီးခောက်တော့ပေထုရဲ့ကလေးတော့မဟုတ်ဘူးတဏှာများတယ်အကောင်းမြင်သွားတော့တိတ်မရှိတဲ့တော်မှာဗာပြောလဲဆိုဒီလေကိုတော့သွားဆိုလဲသွားကြတာပေါ့ငါတို့တွေအကုန်လုံးအတူတူသွားပြီးတော့တေကြတာပေါ့သူတို့သွားရင်တိတ်မယ်လို့ပဲသွားထင်တယ်ငါတို့အလုပ်တူအသေးခံကြတာပေါ့တဲ့သူကရွေ့လာပြီတကယ်တော့အဲ့ကိုသွားရင်တိတ်မှာပဲလို့ယေရှုနဲ့သူရှိနေပြီမဲ့သူ့ရဲ့ယုံကြည်ခြင်းအဲ့တလောက်ထိပဲရှိနေတယ်သူစိတ်တက်ကြတယ်တခင်ဘယ်ကိုသွားပြီးဘာလာပြီးဘာလုပ်မယ်ဆိုတော့မသိဘူးသူနားမလဲဒါပေမဲ့တောမရဲ့အကြောင်းကိုပြန်ကြည့်တယ်အဆုံးထိအဲ့လိုတော့ဟုတ်ပါဘူးခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းတန်ရှင်တော်ဝိညာဉ်တော်ရဲ့တကိုးကိုရပြီးတဲ့အချိန်မှာသူကတည်တဲ့အထိမာတူရဖြစ်တဲ့အထိသစ္စာရှိတဲ့နေရာမှာဖြစ်ခဲ့ပါလေဒါပေမဲ့ကျမတို့နဲ့မတူတဲ့အချက်ကပါလဲဆိုတော့ကျမတို့ကဒီနေ့တန်ရှင်တော်ဝိညာဉ်တော်နဲ့အတူတူရှိတယ်ကျမတို့တွေ့ဝင်နေစရာကြောက်နေစရာစိတ်တက်ကြစရာကျမတို့မလိုဘူးကျမတို့ရဲ့စိတ်မှာစိတ်တူတဲ့အရာတွေဖေရှားလိုက်လို့လိုအပ်တယ်အဲ့တော့ယေရှုကတပည့်တော်တွေနဲ့ဗေသနိယာကိုသွားတဲ့အချိန်မှာလာဇရုကတေပြီးတော့တကြူတာ၄ရက်ရှိပြီတဲ့အဲ့တော့မာရိနဲ့မာတာစီမှာလေယူရလူအများကြီးလာပြီးသူကလည်းကျမစားချင်းကျမတို့အချင်းလူတွေများတူတလားဟိုကျမတို့လည်းအဲ့လိုပဲခုတယောက်ယောက်ဆုံးပါသွားရင်ဒီမှာကတရက်နဲ့ရက်၃ရက်မဟုတ်တစ်ပတ်လောက်ထိတူရအများကြီးအဲ့တေဒီရောလာတဲ့လူရောတို့လည်းလိုပဲ၄ရက်ရှိပြီဒါပေမဲ့ယူရလူတွေလည်းအများကြီးပဲလာပြီးမှနှစ်သိမ့်ချင်းပေးတယ်တို့လည်းလူမျိုးကျွေးချင်းတွေလို့အဲ့မှာယေရှုထွက်လာတယ်ဆိုသတင်းကြားတာနဲ့ပဲမာတာကကြုံလို့ပြောလိုက်တယ်တဲ့မာရိယာတော့ပြင်ထဲမှာပဲကြည့်ခဲ့တယ်အဲ့တော့မာတာကခရစ်တော်မရောက်ခင်သူကြိုတင်ပြီးတော့တွားလိုက်တယ်ပေါ့နော်ကြိုတင်ပြီးတော့တွားရတယ်ယေရှုနဲ့တွေ့တာနဲ့သူဘတ်ထောက်ဆုံးသူကပြောတယ်တခါလေကိုရောသာရှိမယ်ဆိုရင်ကျမမှမသိပါမဟုတ်ဘူးအဲ့သူဆိုလိုတာကိုရောအရာအလုံးဟာနောက်ကျသွားတယ် delay ဖြစ်နေတယ်ကိုရောမလာဘူးအဲ့တော့အခုတော့မထူးဘူးလာဇရုကသိပြီကျမတို့ကြိုလိုက်တာတော့၄ရက်ရှိသွားတယ်
ယေရှုကပြောတယ်လာဇရုကထမြောက်လိမ့်မယ်လို့ပြောတယ်အဲ့တော့မာတာဟုတ်ပါတယ်တဲ့ကျမသိပါတယ်နောက်ဆုံးသောနေ့ရက်ကာလမှာထမြောက်တယ်ဆိုကျမသိပါတယ်သူကဟိုးအဝေးကြီးနောက်ဆုံးသောနေ့ရက်ကာလမှာအားလုံးထမြောက်တဲ့အကြောင်းကိုသူသိနေတယ်ဆိုတော့ရမြစ်မြစ်ကိုတဲလောင်တယ်လည်းငါ့အဲ့မှာအခက်ပြန်တဲ့ဆက်ငါးမှာယေရှုကပြောတယ်ငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်တော်သူသည်တေလွန်တော်လဲရှင်လိမ့်မည်ငါကိုယုံကြည်၍အသက်ရှင်တော်သူရှိသမျှတို့လည်းတေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မယ်အဲ့တော့မာတာကိုဖြစ်တော့အဲ့လိုပြောပြီးတဲ့ချိန်မှာမာတာကိုအင်ကိုအရင်ပြန်သွားတယ်အင်ကိုပြန်သွားမှသူကမာရိနဲ့သွားစကားပြောတယ်မာရိရေဖြစ်တော့အဲ့လိုပြောတယ်ပေါ့ပြောတော့တူတူလေးပြောတယ်လို့ပြောပါတော့တိတ်တိတ်လေးလူတွေလည်းအများကြီးရှိနေတာဟုတ်အဲ့တော့မာရိကိုတိတ်လေးပြောရှင်မာရိကလည်းခါလေးကြိုဖို့တော့ပေါ့နော်ငါလည်းသွားခဏတော့သူထိုင်နေတယ်လေအဲ့ဒါကြိုဖို့သူကထွက်သွားတော့အဲ့နောက်မှာအိမ်လုံးမှာရှိနေတဲ့ယူဒလူတွေကလည်းအော်တင်းချိုင်းကိုသွားလိသူသွားငိုတော့မယ်ပေါ့ဘာလို့ဆိုဒီမောင်တဲ့ရိချက်တို့အရန်ချစ်တယ်ဆိုတော့သိတာဟုတ်အဲ့ဆိုငါလည်းသွားရအောင်တုံးလေးတူတူငိုကျွေးမယ်ပေါ့အဲ့လိုလဲဝုန်းနဲ့သွားကြအဲ့မှာဖြစ်တော်ဖျားလည်းလာခဲ့တယ်ဖြစ်တော်ဖျားလာခဲ့ပြီးတွေ့ရတယ်သူတခါတဲ့မာရိယာဖြစ်တော်ဖျားမှာပျောက်ဖို့ပြီးမှခုနမာတာပြောတဲ့အတိုင်းတပုံစံနဲ့ပြန်ပြောတယ်ကိုလိုသားအချိန်ကြီးရောက်ခဲ့မယ်ဆိုလာဇရုကတိတ်မှမဟုတ်ဘူးလို့ပြောပြီးသူငိုတယ်အဲ့တော့တောမရယ်မာရိရယ်မာတာရယ်သူတို့ပြောတဲ့စကားတွေကျွန်တော်တို့ပြန်စဉ်းစားကြည့်မယ်ဆိုရင်တပည့်တော်တွေကမကဘူးတပည့်တော်တွေနဲ့အတူတူပဲပေါ့နော်တောမလည်းခရစ်တော်ရဲ့လှုပ်ဆောင်ချက်ကိုနားမလည်ဘူးကိုတတ်ချင်တဲ့လူတွေစီသွားတယ်ဆိုရင်တော့ပြောမယ်ဆိုတော့လေလိခံဖို့သွားတယ်အတူတူပဲလို့သူထင်နေတယ်ဘာလို့လဲဆိုခရစ်တော်ကိုလိုပဲထင်တာကိုဆိုရင်သွားမလားသွားတော့လေကိုဝိုင်းရိုက်မဲ့လူတွေရှိနေတယ်ဆိုဘယ်သူသွားမလဲ limit တစ်ခုမှဖျက်ဟောက်ထားလိုက်မာရိယာပါလေသူအစအိမ်မှာပဲနေခဲ့တယ်ပြောချင်တာကဖျက်ဟောက်တော့သူသွားမကြိုချင်တော့အဲ့လောက်ထိစိတ်သက်ကြငါသွားကြိုလဲဘာမှမထူးဘူးငါမှမသိသွားတယ်အဲ့တော့ငါအိမ်ထဲမှာပဲနေတော့မယ်ပေါ့နော်လာကောင်းပြီလားအခါနှောင်းသွားပြီဆိုပြီးသူအိမ်ထဲမှာပဲနေနေတာပေါ့နော်မာတာလည်းလို့ပဲအဲ့ကျမ six sense ဆိုတဲ့စကားထဲမှာအကောင်လေးပြောတဲ့စကားကျမသိရတယ် I see dead people လို့ပြောတယ်အဲ့တော့တောမရဲ့မယုံကြည်တဲ့နှလုံးသားကအဲ့နှလုံးသားအသေးကြီးနဲ့သူလိုက်တာမာရိကလည်းစိတ်တကြနေတဲ့သူ့ရဲ့နှလုံးသားအသေးကြီးနဲ့အိမ်မှာထိုင်ကိုရောကိုလာကြိုတယ်ဆိုတဲ့မာတာကလည်းမဖြစ်နိုင်ဘူးနောက်ကျသွားပြီဆိုတဲ့နှလုံးသားအသေးနဲ့ဖျားကိုလာကြိုကျမတို့နားမှာလည်းအဲ့လိုပဲနှလုံးသားတည်နေတဲ့ရှိနှလုံးသားအသိနဲ့တွားနေတယ်ရှိကိုယ့်ရဲ့အိမ်ထောင်ဘက်မှာလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့မိသားစုတွေမှာလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့သားသမီးတွေမှာလည်းရှိနိုင်တယ်ကိုယ့်ရဲ့ဆွေမျိုးတွေမှာလည်းရှိနိုင်တယ်ကိုယ်နဲ့အတူတူလှုပ်တဲ့လှုပ်ပေါ်ခိုင်းတဲ့မှာလည်းရှိနိုင်တယ်ကျမတို့ခန္ဓာကိုယ်အသက်ရှင်နေပြီမဲ့အပြင်ပန်းမှာတွားလာလှုပ်ရှားနေပြီမဲ့အတွင်းထဲမှာအိမ်နေတဲ့ရှိပါတယ်ဖះကိုမယုံလို့မဟုတ်ဘူးနော်သုံးပါလေဖះကိုလုံးဝမယုံလို့တော့မဟုတ်ဘူးမာရိနဲ့မာတာလည်းလုံးဝမယုံလို့တော့မဟုတ်ဘူးဒါမဲ့ပါလဲဆိုတော့ကိုယ့်ရဲ့စဉ်းစားနိုင်တဲ့စွမ်းအားကိုယ့်ရဲ့လုံနိုင်တဲ့စွမ်းအားလှုပ်ဆောင်နိုင်တဲ့အခြေအနေပေါ်မှာပဲစံထားတယ်အဲ့ဒီစံထဲမှာအဲ့ဒီတစ်တာထဲမှာကိုနေနေတဲ့အတွက်ဖះကိုလည်းအဲ့ဒီတစ်တာတွေကဖះလို့ပဲကိုကထင်တယ်အဲ့ဒီစံတုံးနဲ့ပဲဖះကိုကတွေ့တယ်ဖះကိုလည်းအဲ့ဒီအဆင့်မှာပဲထားတယ်ကိုကမဖြစ်နိုင်တော့ဘူးမတတ်နိုင်တော့ဘူးလို့ထင်ပြီးပြီပဲလားဘယ်သူမှမလုပ်နိုင်တော့ဘူးထင်ဖះကိုလည်းကျမတို့က limit သွားပြီးမှထားလိုက်တာကိုဒီမှာတွေ့ရတယ်လူတွေတွေးတော့လူတွေလုံနိုင်တဲ့လောက်ပဲလုံတယ်ဆိုရင်ကျမတို့အဲ့ဒီဖះကိုကိုးကွယ်နေစရာအကြောင်းရှိကိုယ့်ကိုပဲလုံလိုက်တာအားလုံးဒါပေမဲ့ဒီနေ့ကျမတို့ယုံကြည်ကိုးကွယ်နေတဲ့ဖះတင်တာ unlimited ကျမတို့ limit ထားလို့မရတဲ့ဖះဖြစ်တယ်လူတွေစဉ်းစားတွေးခေါ်နိုင်တဲ့လူတွေလုံနိုင်တဲ့ပညာဆိုတာဖះကပေးထားတာကိုယ့်ကိုဖန်ဆင်းထားတယ်ကိုယ့်ကိုပေးထားတဲ့ဖះကိုကိုယ့်လိုပဲလို့တွေးပြီးယုံတယ်ဆိုရင်ကျမတို့ရဲ့ယုံကြည်ခြင်းကဟိုမုံရင်းစီရဲ့အပုံသိမ့်ပုံတစ်ပုံပဲရှိသေးတယ်အဲ့တော့ကျမတို့ဖျားအရာအားလုံးကိုတတ်နိုင်တဲ့ဖျားဖြစ်တယ်ဖျားရဲ့ဝိပဿနာဖျားရဲ့စီရိုက်လက္ခဏာတွေမှာဖျားရဲ့အရေးချင်းတွေမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဒါပေမဲ့ကိုဖြစ်ချင်တဲ့ဆန္ဒကိုရဲ့လုံနိုင်တဲ့စွမ်းအားကိုရဲ့အချိန်ကာလမှာလူတွေကအရာပိုးစားတတ်တယ်ဖျားရဲ့ဆန္ဒကဘာလဲဆိုတာစောင့်ဖို့နားလည်ဖို့ဖျားကြီးဟာတကူအနန္တနဲ့ပြေဝတဲ့ဖျားဖြစ်တယ်ဆိုတာသူအားလုံးတတ်နိုင်တယ်ဆိုတော့လုံးဝအုပ်ကိုယုံကြည်စိတ်ကြောက်လို့ဖျားရဲ့အချိန်ကာလတစ်ခုကျွန်တော်တို့ကိုးစားဖို့လိုတယ်အဲ့တော့
ယေရှုရောက်လာတဲ့အချိန်မှာမာရိရောငိုတယ်မာရိလည်းငိုတော့မာသလည်းငိုတယ်သူတို့ညောက်ငိုတော့နောက်ကယူဒလူတွေအားလုံးလည်းလိုက်ပြီးငိုကြယေရှုကသူတို့ငိုကြွေးနေတာကြည့်အရင်စိတ်မကောင်းဖြစ်တယ်တဲ့အခန်းငယ်35မှာယေရှုမြင်ကြတယ်ဒါဟာကြားစာအုပ်တစ်အုပ်လုံးမှာအတူဆုံးကြမှတ်ဖြစ်ပါတယ်ပြီးတော့အရင်ကိုထိမိဆုံးကြမှတ်ကျမတို့ကိုယ်ွယ်နေတဲ့ဖခင်ဟာဘာလဲဘလို့ဖခင်လဲဆိုတော့ဒီကြမှတ်လေးတွေပြပြယေရှုပါလို့နေကြတယ်သူဖျားဖို့လားသူဖျားဖို့အဲ့ဆိုသူလာစုခဏနေကြထားမြောက်ပြီးသူတည်သူပါလို့မို့ကျမစဉ်းစားတယ်ကျမသာဆိုမမို့တော့ငိုချနဲ့ဘာနဲ့ငါခုလာစုတော့ခေါ်ခဲ့မယ်ဘာငိုနေလဲလို့ကျမဆိုပြောမိမှာပဲဒါပေမဲ့ဖျားအဲ့လိုပြောသူကလာစုတည်သွားလို့ဝမ်းနေတာဆိုတာတဲ့ဝမ်းနေကြည့်ွယ်ပြီးမိကြနေတဲ့လူတွေရဲ့အဲ့ဒီမိတ်ဆွေရဲ့ဝမ်းနေခြင်းယေရှုကိုဝမ်းနေစေပါတယ်။အဲကြောင့်ယေရှုညီကြဖြစ်။သူများရဲ့သူချစ်တဲ့လူတွေရဲ့မျက်ရည်နဲ့ပူဆွေးတော့ကပါတယ်။ယေရှုကိုဝမ်းနေစေပါတယ်။ခါကြီးကျမတို့ဝမ်းနေတယ်၊ကျမတို့ကြည်ကွဲတယ်၊ကျမတို့စိတ်မကောင်းဖြစ်တဲ့အချိန်ကြီးရှိတယ်။ယေရှုကျွန်မမြည်နဲ့မျက်ခွက်ဖြစ်နေပါပြီ။ကျမအရန်ဝမ်းနေကြည်ကွဲတယ်ယေရှုသိတယ်လားယေရှုကြားရလားပြစ်ထားပြီလား။မေးမနေနဲ့ယေရှုကျမတို့နဲ့နေကြတယ်ရောမ8:34ကျမတို့ကြည့်ရအောင်အတေခံ၍ခံတည်တာမကတေခြင်းမှထမြောက်ပြီးဖျားသခင်ဤလက်ရတော်ဘက်၌နေလျက်ငါတို့ကိုဆုတောင်းတော်သူကခရစ်တော်ပိုတယောက်သေးဆုတောင်းနေလို့မချင်နဲ့ခရစ်တော်ကြီးကျမတို့အားလုံးကိုဆုတောင်းတယ်ကျမတို့အခက်ခဲဆုံးချိန်ကျမတို့အရန်ဝမ်းနည်းဆုံးချိန်ကျမတို့မျောလင်းချက်မရှိဘူးလို့ထင်တဲ့ချိန်မှာကျမတို့နဲ့အတူမိုးနေတယ်ကျမတို့တွေဆုတောင်းတယ်ဒါဟာကျမတို့ကိုးကွယ်နေတဲ့ဖခင်ဖြစ်ပါတယ်ကြီးမားတဲ့ခရစ်တော်ရဲ့မြတ်တာကိုကျမတို့တွေ့ရတယ်အဲ့တော့ယူရလူအုပ်ကြီးကငိုလဲငိုတယ်ငိုပြီးမှတော့ပါလေဆိုလူဆိုတော့အပြစ်တင်တယ်ဟာယေရှုဟာလာဆိုတလားချစ်တာဘာဖြစ်လို့သူနောက်ကျမှလာလဲမသိဘူးတဲ့ဖြားလုံးကတခါတည်းလာခဲ့လိုက်ပြီးရောဟာသူကမှမျက်စိမမြင်တဲ့လူတွေကိုလည်းသူမျက်စိမြင်စေတာပဲလာဆိုသူမသိအောင်သူဘာလို့မလုပ်တယ်လဲဆိုလူတွေညုံငါနာလေးရှာပြီးတော့အဲ့နားမှာလူတွေတယောက်တော့ပြောနေကြတယ်တဲ့ပြောချင်တာကသူတို့ကလည်းလာဆိုကိုအသက်ရှင်စေချင်တယ်ပြီးတော့ဘာဖြစ်လို့လဲဆိုတဲ့ဟာလို့နားမလဲအဲ့တော့ယူဒလူတွေကမာရိနဲ့မာသလည်းသိတယ်ယေရှုလာဆိုဘယ်လောက်ချစ်တယ်ဆိုတော့သူသိတယ်ဒါပေမဲ့သူတို့မသိတာကဖျားတတ်နိုင်တဲ့တကိုးတော်နဲ့ဖျားရဲ့အခြေကိုသူတို့မသိဘူးဘာလို့နောက်ကျလဲ human logic အနေနဲ့ဆိုရင်တေးပြီဆိုရင်ပြီးပြီဒီနေ့အထိပဲလူတေးပြီဆိုရင်ပြီးပြီဘာမှမစဉ်းစားနေတော့မျောလင့်ချက်မရှိတော့ဘာမှလုပ်လို့မရတော့မသိခင်ကိစ္စကိုပဲယူကြုံမရဖြစ်တယ်ပေါ့နော်မစင်စီမလွဲဒီနေ့ဒီရှိတယ်အဲ့လိုဖြစ်တယ်သူတို့လည်းအဲ့လိုဖြစ်တယ်အဲ့တော့ယေရှုရဲ့မျက်ရည်ကဘလားတော့မှကျမတို့ပေါ်မှာကျင်နာခြင်းစာနာခြင်းကိုခြင်းစာခြင်းရှိတယ်ဆိုရင်ဘုရားရဲ့ဇယက်တဲ့ဖြစ်ပါတယ်ကျမတို့ရဲ့နှလုံးသားတွေကနာကျင်မှုအတိုင်းအတာကိုလုံးဝသိတော်မူတဲ့ဘုရားအတိအကျသိတဲ့ဘုရားဖြစ်တယ်အဲ့တော့ယေရှုကတပည့်တော်တွေနဲ့သူမာရိမာသယူဒတို့အားလုံးနဲ့သူကတင်းချိုင်းကိုသွားတယ်တင်းချိုင်းကိုသွားတော့ဒီတင်းချိုင်းအကြောင်းကိုကျွန်မလည်းပြောချင်သူတင်းချိုင်းကအဲ့ဒီခေတ်တုန်းကကျတော့စုပြီးကြိုတယ်ပေါ့နော်မိသားစုဆိုလဲမိသားစုလိုက်တင်းချိုင်းတစ်ခုထဲမှာထည့်ကြတယ်အဲ့တော့ဂူထဲမှာဆိုလဲဂူထဲမှာသူတို့မိသားစုလိုက်တင်းချိုင်းကိုသူကဂူမှာကြောက်ရှိတယ်အဲ့ကြောက်ကိုတော့ထွင်းပြီးမှစင်လုပ်ထားပြီးတော့ဟိုဘက်မှာ2ခုဆိုဒီဘက်မှာ2ခုဟိုဘက်မှာ3ခုဆိုဒီဘက်3ခုပေါ့နော်အဲ့တော့လူတေသူကအရင်တည်တဲ့လူတွေအရင်တော့အဲ့စင်လေးမှာသူကထည့်ထားကြတယ်ပြီးတော့သူကလူတေအဝတ်နဲ့ပါအဲ့တော့အစ်တီလာတွေကကြတော့ဟိုအီဂျစ်ကမမီနဲ့မတူအီဂျစ်ကမမီကတကူလုံးမှာတစ်လုံးနဲ့ပတ်လိုက်တာသူတို့အဲ့လိုမဟုတ်ဘူးလက်ဆိုရင်လက်တတ်ပေါ့နော်6ဆို6တတ်စီသူကအဝတ်နဲ့စီးရတယ်အမွှေးကြိုင်တွေကဒီနေ့ပါထည့်စီးကြတယ်အဲ့ဒါစီးမှအဲ့လိုစီးမှသွားပြီးမှအဲ့ဒီဂူရဲ့သူထွင်းထားတဲ့အဲ့ဒီသွားပြီးတော့စေမောင်းတော့ထည့်တယ်အဲ့တော့ဂူကတကားမရှိဘူးအဲ့တော့တကားမရှိတော့ကြောက်တုံးကိုပဲသူကတကားလို့ပဲပိတ်ထားတယ်ဘာလို့လဲဆိုတော့နောက်တစ်ယောက်ကိုလည်းအဲ့ဒါဖွင့်ပြီးတော့ထည့်ရအောင်မဟုတ်အဲ့ဆိုလို့ပဲပိတ်တော့ယေရှုကရောက်လာတဲ့ဘာပြောလဲဆိုတော့ကြောက်ရွှေကြတယ်တဲ့အဲ့တော့ခုနပဲကျမတို့ပြောတယ်ဖျားမတက်နိုင်တာဘာမှမရှိဘူးဖျားကအားလုံးကိုတက်နိုင်တယ်လို့ပြောတယ်ဘာဖြစ်လို့ကြောက်ခဲကိုရွှေ့တယ်ဘုရားကမျက်လက်စရာမဟုတ်ဘူးလူတွေအားလုံးရှိမှစီးပွားရေးရမျက်လက်ပြစားနေတယ်လူမဟုတ်ဘူးလူတွေအများကြီးသူပြချင်ပြလို့ရတယ်သူတို့တော့
အဲ့ဒီကြောက်ကိုရွှေ့ဆိုလဲရွှေ့သွားမှာပဲဟိုးမိုးပေါ်တက်ဆိုလဲတက်သွားမှာပဲပြန်ဆိုလဲပြန်သွားမှာပဲအဲ့ကြောက်ပဲဒါမှဖျားမလုပ်ဖျားတပါးတိတာလင်းတည်တဲ့လူကိုထမြောက်စေနိုင်တယ်ဒါပေမဲ့ကြောက်တုံးကိုတော့ကျမတို့လူတွေရွှေ့နေတာကျမတို့လုံနိုင်တဲ့အရာဖြစ်တယ်အဲ့ကြောင့်သူရွှေ့ခွင့်နိုင်တယ်မင်းတို့လုံနိုင်တဲ့အရာမင်းတို့လုပ်ပါငါနဲ့သက်ဆိုင်တဲ့အရာငါလုံနိုင်တဲ့အရာမင်းတို့မတတ်နိုင်တဲ့အရာကိုငါလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့မိစရာလေးတို့ရှိတယ်ယေရှုလည်းဒီတော့ကကိုယ်ထဲမှာထည့်ထားတာပဲအဲ့တော့ကတော့ဘာဖြစ်လို့မြောက်မရွှေ့ခိုင်းလဲဒါပေမဲ့ယေရှုကအဲ့တော့ကသူကအပြင်မှာမဟုတ်ဘူးသူကကိုယ်ထဲမှာသူကတကြိုချင်းခံနေရတယ်သူ့နားမှာလူဆိုတာဘူးမှမရှိဘူးဒါဆိုလူမရှိရင်ဖျားမတတ်နိုင်ဘူးလားတတ်နိုင်တာပေါ့တပည့်တော်ဖြစ်ဘသူ့ဖြစ်အဲ့ဒီကြောက်တော့လာဖေရှားချင်အောင်လုပ်လို့ရတယ်ဒါမဲ့ဘာလို့မလုပ်လဲလုပ်လိုက်ရင်အလောင်းဒီကောင်တွေခိုးသွားတယ်လို့ပဲပြောမယ်အဲ့တော့ဖျားသခင်ရဲ့ divine power အကြီးမားဆုံးတဲ့တကိုးတော်ကိုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှာဖျားစစ်ဖြစ်တယ်ဆိုတဲ့အရာကိုယံသူတွေဖြစ်တဲ့အဲ့ဒီရောမစစ်သားတွေရှိမှာပထမဦးဆုံးတက်တည်ပြခြင်းဖြစ်ပါတယ်အဲ့တော့ယေရှုကကြောက်တုံးကိုရွှေ့ခိုင်းလိုက်တာနဲ့မာတာပြောလဲဆိုတော့ခင်းနဲ့သူ့ကိုတကြိုထားတာ၄ရက်တောင်ရှိပြီတဲ့အဲ့တော့ဘုံဖွင့်ပါလေတော့တဲ့သူ့စိတ်ထဲမှာအခုတည်းကသူမဖြစ်နိုင်တော့ဘူးလို့သူထင်နေတာသူ့စိတ်ထဲမှာထင်နေတာဟောယေရှုကလာဇရုကိုအယမ်းချစ်တယ်အဲကြောင့်မလို့နောက်ဆုံးအနေနဲ့လာဇရုကိုသူလာကြည့်တယ်လို့ပဲသူထင်တယ်သူ့စိတ်ထဲမှာအဲ့တော့သူက၄ရက်ရှိပြီဆိုရင်ဘာပြောပုံနေပြီနန်လဲနန်နေပြီဆိုတော့အဲ့အလောင်းကိုသူမကြည့်စေချင်တော့ဘူးပြီးတော့သူ့မောင်ရဲ့လာဇရုရဲ့ပုံနေတဲ့အဲ့ဒီအလောင်းကိုသူလည်းမမြင်ချင်ဘူးလာဇရုဆိုတာဘယ်လိုလဲဆိုတော့သူ့ရဲ့အဲ့ဒီပုံရိပ်ကလေးကိုသူမပြောက်ချင်ဘူးအဲ့လိုပုံနေသူလည်းကံယူအဲ့ဒီပုံရိပ်ကိုသူလည်းမကြည့်ချင်ဘူးဖျားကိုလည်းသူခရစ်တော်လည်းသူကြည့်ခိုင်းစေချင်တယ်အဲ့တော့မမီနဲ့မတူတဲ့အချက်ကဘာလဲဆိုတော့မမီတွေကမပုတ်သူတို့ကလူတည်သွားတာနဲ့လူရဲ့ဘိုက်ကိုခွဲပြီးမှကလိစာတွေအားလုံးကိုအိုးတစ်ခုစီမှာထည့်တယ်စီရောတဲရောအတူထည့်တယ်ကလိစာတွေအားလုံးထုတ်ပြီးရင်အဲ့ဒီဘိုက်ထဲမှာသူတို့ကတဲလေးထည့်တယ်ပြီးတော့စီလေးထည့်တယ်များတော့ပြန်တဲထည့်တာပေါ့ပြီးတော့ကလိစာတော့ထုတ်လို့ရတယ်ဒါပေမဲ့အုံနောက်ရှိသေးတယ်အဲ့တော့အီဂျစ်တွေကလူတည်သွားရင်လူရဲ့အုံနောက်ကိုလက်ခေါင်းထဲကနေသူကစုပ်ထုတ်လိုက်တယ်အုံနောက်ထားတယ်အဲ့တော့အုံနောက်လည်းမရှိတော့အဲ့ဒါအားလုံးကိုလူထဲမှာထည့်လိုက်ပြီးတော့ကြာနဲ့ဒီခဏကိုပြန်ချုပ်ပြီးမှရက်ပေါင်း80ဆေးစိမ်နဲ့ရက်ပေါင်း80ဆေးစိမ်ပြီးမှအဲ့ဒီတကူလုံးကိုပတ်တီးစီလိုက်တယ်အဲ့တော့လူတည်တာဘယ်လောက်ရှုပ်လဲတီတို့တည်တာပဲဒါပေမဲ့ညလှုပ်ရှုပ်တယ်ပြောမယ်ဆိုတော့ရက်ပေါင်း80ဆေးလဲစိမ်ရတယ်လုပ်ရတယ်အဲ့ဒါကဟိုအီဂျစ်ပြည်ကမမီလုပ်ရတာဒါပေမဲ့အစ်တီလာတွေကရဲ့တကြူချင်းအဲ့လောက်ကြီး advance မဖြစ်ဘူးအဲ့တော့အဲ့လောက်အလုံးမရှုပ်ဘူးပေါ့အဲ့ဆိုတော့ဒီဆရာတယောက်ဆရာတယောက်ပဲကြောမကတာသူပါပြောလဲဆိုတော့ဣတိလာတွေဒလိဥစ္စာရှိရှိတယ်တဲ့အဲ့ဟိုးလုံးကဘာလို့ဆိုဣတိလာတွေကယုံကြည်မှုမှာသူကအရင်ရောတော့ခဲ့တဲ့လူမျိုးတစ်ခုလည်းဖြစ်တယ်တဲ့အဲ့တော့သူတို့ရဲ့ရှေးဒလိသုံးစာမှာသူတို့ဘာသူတို့ရဲ့ဒလိတစ်ခုရှိလဲဆိုတော့သူတို့ယုံကြည်မှုတစ်ခုပေါ့နော်ဟိုးလုံးကအဲ့ဒါဘာလဲဆိုတော့လူကားတဲ့တေးပြီး၄ရက်မတိုင်ခင်ဒီသူ့ရဲ့ဝိညာဉ်ကအဲ့ဒီလောင်နာမှာရှိနေတယ်တဲ့ဟောပြန်ဝင်လို့ရမလားဆိုပြီးကြည့်တယ်ပေါ့နော်ဒါပေမဲ့၄ရက်ဆိုတော့၄ရက်ဆိုလည်းရှိရောအလောင်းကပုတ်ပြီးဆိုတော့ရုပ်ပြတ်သွားတဲ့ချိန်ကျတော့သူ့ကသူမမှတ်မိတော့ဘူးတော့အဲ့တော့ဝိညာဉ်ကအဝေးကိုထွက်သွားတယ်လို့ပြောတယ်အဲ့ဒါအဲ့တော့မာတာကတဲ့ဘာပဲဖြစ်ဖြစ်၄ရက်ရှိပြီဆိုတော့သူ့ရဲ့ဝိညာဉ်ကဘလို့ဖြစ်ဖြစ်သူ့နားမှာလည်းမရှိတော့ဘူးလို့သူ့ရဲ့ဟိုရိုးရာအစွဲကလေးရှိတယ်လို့ဟိုဒီတန်ပြုဆရာတချို့ဖော်ပြထားတာကျွန်မဖတ်ရအဲ့တော့ယေရှုကမာတာကိုပြောတယ်တင်ဒီယုံရင်ဖျားခင်ဤဘုံအာနုဘောတော်ကိုမြင်ရလိမ့်မယ်လို့ငါပြောတယ်မဟုတ်လားတဲ့ကျမဆိုရင်ပြောမလဲဟေးမပူနဲ့ငါအခုပဲသူ့ကိုထွက်လာခိုင်းမယ်လို့ပြောမိမယ်ဒါပေမဲ့လာဇရုထွက်လာမယ်လို့သူမပြောဘူးနော်ဖျားခင်ရဲ့ဘုံအာနုဘောတော်ကိုမြင်ရလိမ့်မယ်လို့ပြောတယ်မင်းငါ့ကိုယုံရင်လာဇရုထွက်လာတာမြင်လိမ့်မယ်ဆိုရင်အရလွယ်တယ်ပြောမယ်ဆိုအဲ့လိုပြောလိုက်တာနဲ့စကားအလုံးရှင်းပြစရာမလိုတော့အဲ့နာလူတွေလည်းရှင်းပြစရာမလိုတော့ဟာလားဆိုထွက်လာမယ်လေဟေးဆိုအလုံးဝိုင်းကြည့်ကြပါလေဒါပေမဲ့ဖျားခင်ပြောတဲ့စကားကျွန်တော်အရန်နားလည်ဘူးလို့လေဖျားခင်ရဲ့ဘုံအာနုဘောတော်ကိုမြင်ရနိုင်မယ်လို့သူပြောတယ်အဲ့တခုကမတူဘူးအဲ့တော့မာတာကအခုသူကယုံကြည်ခြင်းမှာသူကတိုက်ပွဲသူဝင်နေတယ်ပေါ့နော်သူရဲ့တိုက်ပွဲယုံလဲယုံတယ်သူတန်ရလည်းရှိတယ်ယုံလဲယုံတယ်မဖြစ်နိုင်ဘူးဆိုတဲ့အတိလည်းအုံနောက်မှာရှိနေတယ်နှလုံးသားနဲ့အတိလွန်ဆွဲနေတယ်သူကအဲ့ဒီချိန်မှာယေရှုကအဲ့ဒါကိုသူသိတယ်အဲ့တော့အလောင်းကောင်လာဇရုကိုမြင်ဖို့မဟုတ်ပဲနဲ့ဖျားသခင်ရဲ့ဘုန်းတော်ကိုမြင်ဖို့သူ
ပြောတယ်ဂူအပေါက်ဝကိုပဲကြည်နေမယ်ဆိုရင်တေသွားပြီဖြစ်တဲ့လာဇရုကြီးထွက်ခဲ့တာမြင်လိမ့်မယ်ဒါပေမဲ့ငါ့ကိုမျောကြည့်နေတော့ဖျားခင်ဘုံတော်ကိုမြင်ရမယ်လို့ဆိုပြဖြစ်တယ်အဲ့တော့ယုံကြည်သူတွေရဲ့ဘဝကဖျားခင်ရဲ့ဘုံတော်နဲ့သက်ဆိုင်တယ်ယုံကြည်သူတွေဘဝမှာကျမတို့ဘဝမှာဖြစ်ပျက်နေတဲ့ကိစ္စတွေအားလုံးစိတ်ပြက်ခြင်းစိတ်ပြက်ကြခြင်းယုံကြည်ခြင်းအားနည်းခြင်းဘာညာပြီးကွာတွေအားလုံးရှိနေဖျားရဲ့ဘုံတော်ကိုမြင်ဖို့ကျမတို့မလွယ်ဘူးပြဿနာအခက်အခဲကိုပဲကြည့်ပြီးမှဒါကိုဘယ်လိုလုပ်ရမလဲဒါကိုပဲ focus ထားပြီးကျမတို့စုပေါင်းကြည့်နေမယ်ဆိုရင်ပြဿနာအခက်အခဲကပြေလည်သွားနိုင်တယ်ဒီအခက်အခဲကိုကျမတို့ကြော်လွှားသွားနိုင်တယ်ဒါပေမဲ့ဖျားကိုအာယုံမထားတဲ့ကြောင့်ဖျားခင်ရဲ့ဘုံတော်ကိုကျမတို့မြင်ရဖို့မလွယ်နိုင်ဘူးဘာလို့ဆိုဖျားကိုအာယုံထားရင်ဖျားရဲ့ဘုံတော်ကိုလည်းမြင်ရမယ်ခုနရဲ့အခက်အခဲအားလုံးကဖြေရှင်းပြီးသားဖြစ်သွားမယ်ဒါထက်ပိုတာကဖျားခင်ရဲ့ဘုံတော်ဟာကိုယ့်ရဲ့ဘုံဖြစ်တယ်လို့ကျမ်းစာမှာပေါ်ပြထားတယ်ငါတို့ရှိသမျှဒီမျက်နှာဖုံးကိုဖွင့်လျက်မှန်ကိုကြည့်ခဲ့သူဖျားခင်ရဲ့ဘုံအတီတော်ကိုကြည်မြင်၍ဝိညာဉ်တော်ဤတရားအရှင်ဤယုံကြည်တော်ကိုလွတ်တည်တိုင်းငါတို့ဒီဘုံအတီတော်ဝါယူပုံနဲ့ဒီပေါ်တော့ဆက်ရှိမှာပေါ်ပြထားအဲ့တော့ဖျားခင်ရဲ့ဘုံအာနုဘောတော်ဖျားခင်ရဲ့ဘုံအတီတော်ကိုပါတယ်ရောမ6လေးမှာခရစ်တော်သည်ခမဲတော်ဤဘုံတကိုအားဖြင့်တည်ခြင်းမှထမြောက်သည့်ဤသူငါတို့သည်လည်းအသစ်တော်အသက်၌ကျင့်နေကြရသည်လို့ပြောတယ်ခရစ်တော်ကိုရှင်ပြန်ထမြောက်စေတာကခမဲတော်ဖြစ်တဲ့ဘုရားသခင်ရဲ့ဘုံအာနုဘော်တော်ကြောင့်ဖြစ်တယ်အဲ့တော့ခမဲတော်ဟာဘုံအာနုဘော်တော်နဲ့ပြည့်ဝတဲ့သူဖြစ်တယ်ဆိုတာကိုသက်သေပြဖို့ခရစ်တော်ရှင်ပြန်ထမြောက်တာဖြစ်တယ်အဲ့တော့ကျမတို့ကိုတန်ရှင်တော်ဝိညာဉ်တော်ကပြောင်းလဲပေးလိုက်တဲ့အခါမှာကိုယ့်ရဲ့အသက်တာဟာခရစ်တော်ရဲ့ပုံရိပ်ကိုကျမတို့ဖြစ်သွားတယ်အဲ့တော့မာရိရှုကမာတာကိုအဲ့လိုပြောပြသူဘာလို့လဲသူဆုတောင်းတယ်လို့ပြောအဲ့တော့ခရစ်တော်ကသူရဲ့တာသနာခီးမှာကြည့်မယ်ဆိုရင်သူပျောက်စေခဲ့တဲ့အရာတွေအများကြီးရှိတယ်မျက်စိမမြင်တဲ့လူခြေလက်တည်တဲ့လူတွေလူနာတွေဒါပေမဲ့ဘယ်အချိန်ခါမှယေရှုဆုမတောင်းခဲ့ဒါပေမဲ့လာဇရုကိုပြန်ရှင်ပြန်စေမဲ့အချိန်မှာခရစ်တော်ဆုတောင်းခဲ့တယ်သူကဆုတောင်းခဲ့တယ်ဆိုတော့ချင်းပြန်ထမြောက်ခြင်းဆိုတာဟာဖျားနေတဲ့ဆိုင်တယ်ပြီးတော့အခုတင်းချိုင်းမှာရှိနေတဲ့ခရစ်တော်ကိုဝန်းရံနေတဲ့တပည့်တော်တွေရှိတယ်မာရိနတ်မှာသားရှိတယ်ယူဒလူတွေအများကြီးရှိတယ်သူတို့တွေအားလုံးကိုခရစ်တော်ဟာဖျားသခင်နဲ့တလုံးတဝတည်းရှိတယ်လှုပ်ဆောင်တဲ့မြခရစ်တော်လှုပ်ဆောင်တဲ့မြအားလုံးဟာဖျားသခင်ရဲ့သဘောတူညီမှုတစ်ခုနဲ့လှုပ်ဆောင်နေတယ်သူတို့နှစ်ယောက်ဟာတစ်ယောက်တည်းပဲဆိုတာကိုဖော်ပြခြင်းလို့လေအဲ့တော့လူ့ဘဝမှာလူတွေအကြောက်ဆုံးကသေခြင်းဖြစ်တယ်ခရစ်တော်ကအဲ့ဒီသေခြင်းကိုအစိုးရတဲ့သူဖြစ်တယ်ခရစ်တော်ဟာရှင်ပြန်ထမြောက်ခြင်းသူကိုယ်တိုင်ရှင်ပြန်ထမြောက်ခြင်းမရှိခင်မှာဒီလာဇရုရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်လူတွေကိုပထမဦးဆုံးရှင်ပြန်ထမြောက်ခြင်းဆိုတာဘာလဲဆိုတာပြောပြတယ်အဲ့ဒီဆုတောင်းချက်ကခရစ်တော်ရဲ့လှုပ်ဆောင်ခြင်းအားလုံးဟာခရစ်တော်နဲ့တုံးသွားပြီးဖြစ်တယ်သဘောတူညီမှုတစ်ခုတည်းဖြစ်တယ်ဆိုရင်ဆုတောင်းချက်ဖြစ်တယ်အဲ့တော့ခရစ်တော်ဟာဆုတောင်းပြီးတာနဲ့ကြီးမားတဲ့အတန်နဲ့လာဇရုထွက်၍လာတော့ဆိုပြီးပြောတယ်အဲ့တော့ဘာကြောင့်မလို့ကြီးတဲ့အတန်နဲ့ခေါ်ရတယ်ကျမတို့ရိုးရိုးအိပ်မောကြနေတဲ့လူကိုနိုးဖို့ဆိုရင်တော့မှရတူဆိုမှကိုလည်းတုတ်ရတယ်ဇက်ကလည်းခေါ်ရတယ်အဲ့ဒါတော့မှတချို့အိပ်ပုတ်ကြီးနေမနေနိုးရတယ်လာဇရုကြီးကအကြီးကြီးအိပ်နေတာနည်းနည်းလေးအိပ်နေတာမဟုတ်ဘူးဟိုသူ့ဝိညာဉ်ကမရဏနိုင်ငံမှာရှိတဲ့အာဗြဟံရဲ့ရင်ခွင်ထဲမှာတော့ရောက်နေလာဇရုထွက်ခဲ့တော့ဆိုရင်ကြားမလားကြီးမားတဲ့အတန်နဲ့လာဇရုထွက်ခဲ့တော့သူခေါ်ရတယ်ပြီးတော့ဖျားရဲ့အတန်ကတခြားအတန်နဲ့မတူဘူးဘာလို့လာဇရုလို့ address လုပ်တယ်ဖျားရဲ့ကြီးမားတဲ့အတန်နဲ့ထွက်ခဲ့ပါလို့ခေါ်လိုက်အဲ့ဒီမရဏနိုင်ငံအကောင်ကိုထွက်ခဲ့မှာပေါ့အဲ့ကြောင့်လို့လာဇရုလို့ပြောလိုက်တာလေလာဇရုတယောက်လည်းပဲထွက်လာလို့ရတယ်ဖျားရဲ့အတန်ဟာမရဏနိုင်ငံကတကားကိုပွင့်သွားစေနိုင်တယ်တကိုးရှိတဲ့အတန်ဖြစ်တယ်အဲကြောင့်ခရစ်တော်ဖျားအတိအကျပဲလာဇရုထွက်ခဲ့ပါအဲ့ဒါဟာ the glory of God ဖြစ်ပါတယ်ဖျားခင်ရဲ့ဘုံအာနုဘော်တော်ဖြစ်တယ်လာဇရုထွက်လာပါလားဆိုတဲ့အရာတဲ့ဖျားခင်ဟာအရာအားလုံးကိုတတ်နိုင်တဲ့တကိုးကြီးတဲ့ဖျားပါလားဆိုတဲ့ဖျားဘုံတော်ပေါ်မှာတန်တရားစိတ်မရှိပဲနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့တွေ့မြင်လို့ဖြစ်တယ်အဲ့တော့လာဇရုထွက်လာတဲ့ချိန်မှာတော့ထွက်လာတယ်ဒါပေမဲ့တခုကပါလဲဆိုဣသေလတွေခုနကကျွန်မနိုင်ရှင်ပြသွားတယ်အီဂျစ်တွေကမာမီနဲ့မတူတဲ့ဟာ
Egypt ရဲ့မာမီလိုတာတကောင်လေးထုတ်ခိုင်းရင်လာစရုပ်ဘလို့ထွက်လာမလဲလို့ကျမစဉ်းစားကြည့်ပြီးခုံဆော့ထွက်လာလို့ရှိတယ်။ဒီကိုလုံးပတ်ထားတယ်လေသူလမ်းလျှောက်လို့မရဘူး။အခုဣတီလာတွေကခြေတော့လက်တတ်စီဆိုတော့လည်းသူကလူလိုလေးတော့လမ်းလျှောက်ထွက်လာလို့ရတယ်။ဒါပေမဲ့ဒီကိုလုံးပတ်တီးတွေနဲ့ဆိုတော့ဖြစ်တော့ဗာပြောတယ်သူ့ကိုဖြေပြီးလွတ်ကြတယ်။ခရစ်တော်ကသူပိဿကိုဖြေပြီးလူတွေကိုဖြေခိုင်းတယ်။ကြောက်တုံးကိုလည်းသူလူတွေကိုပဲဖယ်ခိုင်းတယ်။ဖယားကလူတွေနဲ့အတူတူအလုပ်လုပ်ချင်တယ်။ပူပေါင်းပြီးတော့ပါဝင်စေချင်တယ်ကျမတို့ထင်တာကကျမတို့ဘဝမှာကျမတို့ပဲဖျားအောင်ရလိုအပ်တယ်ဖျားမရှိကျမတို့မတတ်နိုင်လို့ဘူးကျမတို့ဖျားကျွန်တော်နဲ့အတူနေပါဖျားကိုပဲကျမတို့အရန်လိုအပ်တယ်ဖျားကဖျားမလို့လူတွေကိုမလိုဘူးလို့ကျမတို့ထင်တယ်တကယ်တော့ဖျားဘုံတော်ထင်ရှားဖို့လည်းကျမတို့လိုပါလေသူ့ရဲ့ဘုံတော်ထင်ရှားဖို့အတွက်ကျမတို့ကိုအသုံးပြုခြင်းတယ်ခုန praise and worship မှာလည်းကျမတို့ဆိုတယ်ဖျားကြီးရဲ့လက်ရတော့ကျွန်တော်တို့ဆိုဟာဖျားနေလက်ရအခုဆိုရင်အရန်လှလာပြီအရန်လှပြင်မှာကြည့်လိုက်မယ်ဆိုပါနေအရန်လှတာတွေပွင့်နေတယ်ပေါ့အရန်လှတဲ့ရှုခင်းနေရှိတယ်အရန်လှမှာအရန်လှတဲ့ရေလေးအရန်လှတဲ့ရှုခင်းမှာတော့တောင်လေးနဲ့မျက်ခင်းစိမ့်နဲ့မြင်ရရင်ကျမတို့ဘာပြောတယ်ဖျားကြီးလက်ရရန်လှတယ်လို့ပြောတယ်ကျမအဲ့ဒီအရန်လှတဲ့အရာတွေကြီးကျမလေးမျက်ရည်လွယ်လို့လည်းကျမတို့ကမျက်ရည်ကြောက်ဖျားခင်ဘလောက်လှအောင်ဖန်ဆင်းထားတာကိုကျမကမျက်ရည်ကြောက်ကျမဖျားခင်ကျေးဇူးတင်တယ်အမှန်တော့အဲ့လိုလှတဲ့ပန်းတွေမရှိဘူးအဲ့လိုလှတဲ့ရှုပ်ခင်းတွေမရှိဖျက်လက်ရတော့ကျမတို့ဘာလို့တော့ပြောမလဲဘာမှမရှိတာအဲ့ဒီပန်းတွေအိုးဒီပန်းတွေကလှလိုက်တာဆိုရင်ဒီပန်းလှတာကိုပဲပြောတယ်ဒါပေမဲ့ဒီပန်းကိုကျမတို့လှတယ်လို့မပြောဘယ်လိုပြောလဲဖျားရဲ့လက်ရတော့အရန်လှတယ်လို့ကျမတို့ပြောတယ်ဒီနေ့ကျမတို့ဖျားလို့အပ်တာအဲ့ဒါပါဖျားရဲ့ဘုံတော်ဘယ်မှာလဲကျမတို့စီမှာပြဖို့ဖြစ်တယ်ဒီပန်းလာတာဖျားရဲ့လက်ရတော့ဖြစ်တယ်ကျမတို့ရဲ့အသက်ရှင်ခြင်းမှာဖျားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်တယ်အဲကြောင့်မို့ကျမတို့ဖျားခင်လိုအပ်ပါတယ်သူ့ရဲ့ဘုန်းတော်အတွက်ကျမတို့ကိုလိုအပ်တာဖြစ်ပါတယ်ဒါပေမဲ့ကျမတို့လိုအပ်မယ်ညာရှိပါသေးတယ်နှလုံးသားထဲမှာတည်နေတဲ့အသေးလိုဖြစ်နေတဲ့ကြောက်စိတ်တွေပဏိယစိတ်တွေမကောင်းတဲ့စိတ်တွေကြောက်ချပြီးပိတ်နေတဲ့အရာတွေဖေရှားဖို့ကကျမတို့လုပ်ဖြစ်တယ်သူများတွေရဲ့ပိတ်နေတဲ့ကြောက်တုံးတွေကိုဖေရှားပေးဖို့လည်းကျမတို့ရဲ့လုပ်ဖြစ်ပါတယ်သူ့ကိုဖြည့်ပြီးမှလွတ်ကြလို့ပြောသလိုပဲကျမတို့လည်းဖြည့်ဖို့လုပ်ပါပါတယ်အတူရာဇူကတေကနေရှင်းလာတယ်ဒါပေမဲ့အတုပဝတ်စုံနဲ့ပြောမယ်ဆိုရင်အတုပအပတ်ကြီးနဲ့သူထွက်လာတကယ်လို့သူအသက်ရှင်ပြီးသွားလိုက်ရင်ဒီအရာကြီးသူ့အတွက်မလိုအပ်တော့ဖြုတ်လိုက်ရတော့မယ်ထားခဲ့ရတော့မယ်အရာဖြစ်တယ်ဒါပေမဲ့ဖခင်ကအဲ့ဒါကိုအတင်းအဓမ္မလည်းမချုပ်ခိုင်းဘူးတကိုးနဲ့လည်းသူမချုပ်ဘူးအဲ့တော့ဖခင်တခင်ကသူ့အလိုရှိတဲ့သာသနာပြုခြင်းဆိုတာပါလေဆိုတော့ကျမတို့ကိုပေါ်ပြတယ်ဖခင်ရဲ့သာသနာလို့အတွက်ကျမတို့ကိုသူလိုအပ်ပါလေဖခင်သူမလုပ်နိုင်လို့ဟုတ်ဖခင်ပဲသူကသူလုပ်စေမဟုတ်ဘူးဒီတနာလုပ်ငန်းမှာပါဝင်စေခြင်းနဲ့ဒီလိုပါဝင်စေခြင်းအဖြစ်ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖြစ်တယ်အဲ့ဒါကလည်းကျမတို့ဖခင်ရဲ့သာသနာလုပ်ငန်းမှာကျမတို့ပါဝင်ရမယ့်အခန်းကဏ္ဍတစ်ခုဖြစ်တယ်ဒီဟာကိုသူကောင်းကင်တမန်တွေကိုတော့သူမပေးဘူးကောင်းကင်တမန်တွေကိုတော့ဒီအခွင့်အရေးသူမပေးဘူးကောင်းကင်တမန်တွေတော့ဒီအခွင့်အရေးမရဘူးကျမတို့လူတွေပဲရတဲ့အခွင့်အရေးဖြစ်တယ်အញ្ញံထူခြားတဲ့အခွင့်အရေးတီးတက်ခွင့်အရေးဖြစ်တယ်အဲ့တော့နှလုံးသားထဲမှာကျမတို့တည်နေတဲ့အရာတွေနဲ့ကြောက်လိုမျိုးပိတ်နေတဲ့အရာတွေဝိညာဉ်မျက်စိလည်းပိတ်ဖျားစကားလည်းမကြားနိုင်အောင်ဓာတ်တွေလည်းပိတ်အယူဝါဒမှားနေတဲ့အားလုံးပိတ်အားလုံးတည်နေတဲ့အရာတွေမထွက်နိုင်အောင်ရှိနေတဲ့အရာတွေကိုဖွင့်ပေးရပြီးရင်ဖျားအဲ့ဒီတည်နေတဲ့အရာတွေနဲ့တည်နေတဲ့နှလုံးသားကိုဖျားကပြန်ပြီးတက်ရှင်စေတယ်ကျမတို့အသက်ပြန်ရှင်မစေနိုင်ဘူးအဲ့ဒါကကျမတို့မလုံနိုင်တဲ့အပိုင်းဖြစ်တယ်အသက်ရှင်ပြီးတော့မှပဲခုနရဲ့အတုပကိုအစားကိုတေတုံးကအတွေးခေါ်ဟိုအတေတုံးကအယူဝါဒဟိုအတေတုံးကအကျင့်စရိုက်တွေအားလုံးကိုခွာချပြီးမှလူသစ်စိတ်တွေနဲ့ကျမတို့တွားရမယ်ခရစ်တော်ဆိုတဲ့အသစ်တော်ဝိညာဉ်ကိုကျမတို့ယူတင်ဝတ်ဆောင်သွားမယ်ပိတ်နေတာပေါ့ဖွင့်ဖို့ကကဲတင်ခြင်းစကားဖြစ်ပါတယ်ကဲတင်ခြင်းသတင်းစကားပြောပြီးရင်တည်နေတဲ့အရာကိုရှင်းပြန်ပြီးမှပြောင်းလဲစေဖို့ရှင်းသန်လာစေဖို့ကဘုရားခင်လုပ်ပါလိမ့်မယ်ဒါပေမဲ့နောက်ထပ်လုပ်ဖို့တော့ချီတွေ့ကြတော့လို့ပြောပါတယ်အဲ့ဒါက nurturing ဖြစ်ပါတယ်ပြုစုပြောထောင်ခြင်းနဲ့တပည့်တော်ဖြစ်စေခြင်းဖြစ်ပါတယ်အဲ့ဒါကကျမတို့ဦးချင်းစီနဲ့ဆိုင်နဲ့ကျမတို့အသင်းတော်နဲ့ဆိုင်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်အဲ့တော့လာစရုရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကျမတို့ပြန်ပြီးမှစီစဉ်ကြည့်မယ်ခရ
ခရစ်တော်ကပြောထားတယ်ခရစ်တော်ကပြောသွားတဲ့စကားတွေကိုတမန်ခါရှင်ကပဲကျမတို့ဖတ်ပြီးတော့ပြီးလိုက်တာဒီပုံပြဆိုရင်ကျမတို့ဒီအကြောင်းအရာဆိုကျမတို့ Sunday School ရဲ့ပြည်တာဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ဒီချပြန်လဲဆင်ခြင်နှလုံးသွင်းပြီးမှကျမတို့အရောက်စီတိုင်းဟာဖျားခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေရည်ကြီးသလိုဖျားခင်ရဲ့ဘုန်းတော်အတွက်ကျမတို့ကိုဖျားလို့အပ်ပါတယ်လို့အဲ့ဒီအကြောင်းအရာလေးကျမတို့နှလုံးသွင်းပြီးရောက်စီတိုင်းဟာဖျားခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့ဒီဖြစ်အောင်ကျမတို့ကြိုးစားထားကြပါစို့ရောက်စီတိုင်းကိုထားပြီးတော့